အားလုံးပဲမင်္ဂလာပါဒီနေ့ပါအကြောင်းပြောပြမယ်ဆိုလို့ရှိရင်တော်တော်များများလာမေးထားတယ်ပေါ့နော်သင်တန်း page မှာလည်းလာမေးထားတယ်သင်တန်းတနေ့လည်းပေးကြတယ် speaking ကောင်းချင်တယ် speaking မဲ့လေ့ကျင့်ချင်တယ်တနိုင်လေ့ကျင့်ချင်ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက်ဒီ video လေးမှာအကြံပြင်းလေးပြောပြပါပေးမယ်ပေါ့နော်အဲ့တော့ကိုကဒါကိုအင်္ဂလိပ်စာကိုစလေ့လာပြီဆိုလို့ language တစ်ခုအနေနဲ့အရင်စလေ့လာဖြစ်တဲ့အတွက်ကြောင့်ဘာမှမစခင်မှာကိုအရင်ဆုံးငါပဲအနေထားထိသွားချင်တာလဲငါဘာအားနေနေလဲငါဘာလို့မျိုးပုံစံလို့ချင်တာလဲအဲ့ဒါကိုအရင်ဆုံးကိုသိအောင်လုပ်ပါသင်တန်းတော့တက်တယ်ကိုဘာလို့နေလို့ဘာလို့နေမှလည်းမသိဘူးဘာလို့အနေထားသွားချင်တာမှလည်းမသိဘူးဆိုလို့ရှိရင်အချိန်ကုန်ပြီးဆန်ကုန်သွားတာပဲရှိမယ်ဘာမှထိအောင်မရှိမှာမဟုတ်ဘူးအဲ့တော့အရင်ဆုံးကိုပထမတစ်ချက်ကသိအောင်လုပ်ဒုတိယတစ်ချက်ကကြတော့ language တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ငယ်တော့အင်္ဂလိပ်စာကိုလေ့လာခဲ့ဆိုတော့ subject တစ်ခုအနေနဲ့လေ့လာခဲ့တာအဲ့တော့ဘာဖြစ်ခဲ့လဲဆိုတော့ဆောင်းဝဲပြီးလို့စာပေးလိုက်ရင်ခေါင်းတော့ဘာမှမရှိတော့ဘူးအဲ့တော့အခုပြန်လေ့လာရဲဆိုတာကဒီအလုပ်တွေလိုတဲ့သူတွေလည်းရှိရဲအကြောင်းတွေလိုတဲ့သူတွေရှိရဲဒါမှမဟုတ် daily မှာ basic communication ကောင်းကောင်းပြောနိုင်တဲ့သူတွေလည်းရှိတယ်အဲ့ဘလို့နေပဲအနေထားပဲဖြစ်ဖြစ် language တစ်ခုကိုစလေ့လာပြီဆိုလို့ရှိရင်အချိန်တစ်ခုပြီးပြီးအချိန်တစ်ခုယူရတယ်အဲ့ဒီအချိန်တစ်ခုကဘာလဲဆိုရင် exposure ရည်တင်ရတယ် exposure တင်နေဆိုတာကဟိုမှာ listening ဆိုရင်နားရင်အောင်လေးနားထောင်တာမျိုးတို့ reading လေးပေါ့ပါလေးဖတ်တာမျိုးတို့အဲ့လိုမျိုး speaking ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ကြောက်စိတ်ကို short ပြီးတော့ပြောသွားလာအောင်ပြောရလာအောင်အချိန်လေးတစ်ခုပြီးတော့လေ့ကျင့်တာမျိုးပေါ့နော်အဲ့ဒီ exposure တင်တာအရင်ရေးကြည့်ရကိုဒါအင်္ဂလိပ်စာဆိုကိုယ့်ရဲ့ second language ကိုယ့်ရဲ့ native language ဖြစ်တဲ့မြန်မာစကားတော့မှဘယ်သူမှဒီဝေးကလေးကတန်းပြီးစကားတွေပြောနိုင်တာမျိုးမဟုတ်ဘူးစလုံးစပြောတယ်နောက်ပြီးသွားလို့ရှိရင်ကြောင်းတက်တဲ့ခါကျမှကြောင်းမှတင်တဲ့စာရင်းနဲ့ကိုပုံမှန်လေးစပြီးတော့ကောင်းကောင်းမှန်လေးပြောနိုင်တာပေါ့နော်အဲ့တော့အင်္ဂလိပ်စာလည်းအဲ့လိုပဲ exposure ရင်တင်ပြီးသွားတဲ့ခါကျမှ2လလောက်တင်ပြီးအချိန်ကြီးရသွားပြီးကိုကောင်းကောင်းလည်းနားရင်သွားပြီးပြောရဲလာပြီးဆိုတဲ့ခါကျမှအဲ့ဒီအချိန်မှာကို level ရောက်နေတဲ့ level တစ်ခုမှာဘာလို့ဆက်လုပ်ရမလဲဆိုလို့ရှိရင် full skill လုံးကို solid ဖြစ်အောင် practice လုပ်ဖို့လိုပါတယ်အဲ့တော့ speaking မဲ့ကောင်းချင်တာလေကျန်တာတွေကဘာလို့လုပ်ရမှာလဲဆိုလို့ရှိရင်အင်္ဂလိပ်စာမှာ full skill ခွဲရဟုတ်တယ်နော် reading နဲ့ listening ကတခုနောက်ပြီးလို့ရှိရင် writing နဲ့ speaking ကတခု reading နဲ့ listening ကိုကြာဘာလို့ခေါ်လဲဆို receptive skill လို့ခေါ်တယ် writing နဲ့ speaking ကိုကြာ productive skill လို့ခေါ်တယ်အဲ့တော့ receptive skill ဆိုတာကကိုနားထောင်တာတွေကိုဖတ်ရတာတွေကနေပြီးတော့မှကို absorb လုပ်ရတာခေါင်းထဲကိုသွင်းရတာအဲ့လိုခေါင်းထဲကိုသွင်းထားရှိတဲ့ခါကျမှဒီ productive skill ဖြစ်တဲ့ writing နဲ့ speaking ကကိုကပြန်ပြောပြန်ရေးနိုင်မှာကိုကဒီမှာဘာမှဖတ်တာလေးလာတာမရှိဘူးဆိုလို့ဒီဘက်မှာလည်းပြန်ပြောပြန်ရေးနိုင်မှာမဟုတ်ဘူးအဲ့တော့ skill တွေခွဲထားတယ်ဆိုပေမဲ့လည်းအကုန်လုံးကတစ်ခုနဲ့တစ်ခု related ဖြစ်တယ်အဲ့လိုပြန်သုံးတဲ့အခါမှာလည်းကိုပြောချင်တဲ့အကြောင်းအရာကိုမှန်ကန်ဒီ grammar တွေ vocab တွေပြောနိုင်ဖို့ကလည်းအရေးကြီးတယ်အဲ့တော့ speaking ကြီးပဲပြောချင်ရင်ပြောနေမရအောင်လားမဟုတ်ရတယ်ဘာဖြစ်သွားမလဲဆိုတော့ပြောရဲလာမယ်ပြောသွက်လာမယ် broken ဖြစ်သွားမယ်အဲ့ကိုပြောတာကိုbroken ကိုနားလည်သူရှိသလိုနားမလည်သူလည်းရှိတယ်အဲ့တော့မှန်ချင်တယ်မှန်မယ်မမှန်ချင်လည်းမမှန်ဘူးအဲ့တော့ရတယ်ကိုကအဲ့လောက်ပဲအဆင်ပြေရဲဆိုရင်အဲ့ဒီထားဒီပဲလေ့ကျင့်ရတယ်အဲ့လိုမဟုတ်ဘူးကိုကဒီလုံးဝအကြောင်းတက်ဖို့လည်းပြင်ဆင်ချင်တာမျိုးတွေဒါမှမဟုတ်လုံးဝကို systematic ဖြစ်ဖြစ်ပြောနိုင်ချင်တယ်ဆိုလို့ရှိရင်တော့ accent မှာလည်းပြလို့မရဘူးဒီ grammar တွေ vocab တွေကိုလည်းသေချာတွဲပြီးလေ့ကျင့်ရမယ် reading နဲ့ listening ကိုလည်းနည်းနည်းလေး balance ပြအောင် practice လုပ်ရမယ် writing နဲ့ speaking ဘိုင်းကိုလည်းသေချာလေးလေ့ကျင့်ရမယ် writing မှာဥပမာတချို့ communicate academic သမားတွေကတော့ဒီ writing ဘိုင်းနေဆိုလို့ရှိရင် essay တွေပိုင်းရေးတာပေါ့နော် communication သမားတွေရော writing ကဘာလို့ဖို့လိုတာလဲဆိုရင်ဥပမာတစ်ခါလေးတချို့ speaking လုပ်တဲ့အခါမျိုးဆိုရင် public speaking ကောင်းတဲ့သူတွေရှိတယ်တချို့ကလည်းဒီ testing speaking ပေါ့နော် testing ဂိုင်းမှာအားကောင်းတဲ့သူတွေရှိတယ်message တချို့ဆိုရှိရလေmessenger မှာစာရေးလို့ရှိရင်အင်္ဂလိပ်လိုပို့ပြီးတော့ထွက်တယ်ဒါပေမဲ့ public မှာစကားပြောတဲ့အခါကျတော့မထွက်တော့ဘူးအဲ့လိုမျိုးနှစ်ခုစလုံးမှာထွက်အောင်လို့တော့ခါလေးကိုပြောတဲ့စကားတွေကိုဒီမှာ communication writing ပေါ့နော် email တို့ letter တို့အဲ့လိုမျိုးတွေနဲ့စပြောလေ့ကျင့်လာတဲ့အခါမှာတကယ်အော်ဒီနေရာမှာဒီလိုပြောလို့ရတာပါလားအဲ့ဆိုရင်ငါအပြင်မှာစကားပြောတဲ့အခါကျရင်ငါဒီလိုလေးထည့်ပြောလိုက်အဲ့လိုသတိထားပြီးတော့ဖြစ်တဲ့ကြောင့်မို့ဒါကလည်းဟို writing မှာကိုလေ့ကျင့်ရဆိုရင် speaking တို့ကလုံးဝဒီတက်ဒီဖယ်နေရမျိုးမဟုတ်ဘူး effective ဖြစ်တယ်အဲ့လိုမျိုးအကုန်လုံး related ဖြစ်နေတာဖြစ်တဲ့ကြောင့်မို့အကုန်လုံးကို balance ဖြစ်အောင်လေ့ကျင့်ရမယ်ဒါပေမဲ့ကိုက speaking မှာပိုအားထားခြင်းလို့ဆိုလို့ရှိရင် speaking ဘိုင်းကိုပို့ပြီး practice လုပ်ပေါ့နော်နောက်ပြီး pronunciation လေး clear ဖြစ်အောင်လုပ်ပေါ့နော်ဒါကlevel တစ်ခုမှာအကုန်လုံးကို solid ဖြစ်အောင် balance ဖြစ်အောင်လေ့ကျင့်ရမယ်ဆိုတဲ့အဆင့်ပြီးသွားတဲ့အခါမှာဒါအခုဆို social media ခေတ် internet ကလည်းနေရာတိုင်းတော်တော်များများမှာရှိတယ်အဲ့တော့ဟိုတက်နိုင်ဆုံးကိုကဒီ foreigner နဲ့စကားပြောလို့ရမယ့် chance ကိုရှာပါအိမ်ထဲမှာကိုကကိုအပေါ်ပပလေးအများကြီးအိမ်မှာနေုံနဲ့လည်းပြောလို့ရတဲ့ chance တွေလည်းရှိတယ်ကိုကအပြင်ရောက်နေဆိုလို့ရှိရင် foreigner နဲ့တွေ့လို့ရှိရင် speaking ပြောအောင်မမရှက်ပါနဲ့မကြောက်ပါနဲ့ရေးပြောပါဘာလို့လဲဆိုတော့အဲ့လိုရှက်နေကြောက်နေတဲ့ခါဆိုလို့ရှိရင်ပြောနိုင်မှာမဟုတ်ဘူးအဲ့တော့အဲ့ဒီကြောက်စိတ်ကိုလည်းကိုတက်နိုင်လို့ short ဖို့လိုပါတယ်အဲ့တော့ speaking ကောင်းဖို့အတွက်ကဟိုအများကြီးလိုအပ်တယ်ဟုတ်ပြီနော်ကိုဘာလို့လဲသိရအောင်လို့ပြီးသွားလို့ရှိရင် full skill လုံး solid ဖြစ်အောင် practice လုပ် speaking ဘိုင်းကိုပို့ပြီးတော့ chance ပေးပြီး practice လုပ်ပေါ့နော်နောက်ပြီးရခါမှာဒါအင်္ဂလိပ်စာ language တစ်ခုအနေနဲ့လေ့ကျင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာတွေပါလေ့ကျင့်ဖို့လိုလဲဆိုလို့ရှိရင် communication skill ကိုက
speaking တော့လေ့ကျင့်နေကိုက communication မကောင်းဆိုလို့ရှိရင်အလကားပဲနောက်ပြီးလို့ရှိရင် critical thinking စီကိုယ့်ရဲ့ thinking လေးတွေ idea တွေများများ develop လုပ်လာနိုင်အောင်သူတစ်ဖြစ်ဒီ exam prep ပြင်နေ IELTS tutoring ကိုကျောင်းသားကျောင်းသူတွေအတွက်ဆိုဒီ critical thinking တွေအရင်အရေးကြီးတယ်အဲ့တော့တစ်ခု language တစ်ခုလေ့လာတဲ့အခါမှာဒီတိုင်းလေးအတန်းတက်လိုက်ရုံနဲ့အတန်းစာလုပ်လိုက်ရုံနဲ့မပြီးသွားပါဘူးအနောက်ကနေကောက်ကိုအများကြီး supportive ဖြစ်အောင်လေ့ကျင့်ရမယ့်အပိုင်းတွေရှိပါတယ်အဲ့တော့ကြောင့်မလို့အကောင်လုံး balance ဖြစ်အောင် solid ဖြစ်အောင်လေ့ကျင့်ဖို့လည်းအရင်ကြီးတယ်အဲ့တော့နောက်ပိုင်းဗီဒီယိုတွေမှာလည်းဒီ speaking ဘိုင်းကိုသွားတဲ့လို့ subscribe တွေနဲ့ဘယ်လိုမျိုးလေ့ကျင့်လို့ရမလဲဆိုတဲ့အပိုင်းတွေဆက်ပြီး share ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ရှုပေးကြပါဦးခုထိအားပေးလာတဲ့လူတွေတော့လည်းကျေးဇူးအများကြီးတင်ပါတယ်